စင်ဟာကြောက်လန့်တကားနဲ့အနှုတ်ကိုဆုပ်လိုက်ပေမဲ့နောက်ကတကားမရှိကဒုံကနေအလိုလိုပိတ်သွားခဲ့တယ်။အခန်းထဲမှာဓမီယုံကလွယ်လို့ဘာအလင်းမှမရှိတော့ဘူး။ထမင်းစားပွဲကအမျိုးသမီးဟာသူမရဲ့မီးလောင်ကျွမ်းနေမျက်နှာပြက်ကြီးနဲ့စင်ကိုစိုက်ကြည့်လာတယ်။တာဘာလို့ဒီလောက်တောင်ကြာနေရတာလဲ။အမေထမင်းဒီပြင်ထားတာအေးကုန်ပြီ။သူမရဲ့အတန်ကအရှက်ရှမ်းနဲ့နားထဲမှာစူးဝင်သွားတယ်လို့ပဲ။စင်ကတုံတုံရင်ရင်နဲ့ကျွန်တော်ခမည်းသားမဟုတ်ပါဘူးလို့ပြန်ပြောဖို့ကြိုးစားပေမဲ့စကလုံးတွေကလေချောင်းထဲမှာပဲစို့နေတယ်။အဲ့ဒီအချိန်မှာပဲစင်ရဲ့ခြေထောက်ကိုအေးဆက်ဆက်လက်ကလေးတစ်ဖက်ကလာကိုင်းတာကိုခံစားလိုက်ရတယ်။ငုံကြည့်လိုက်တော့စပွဲအောက်မှာပုံနေတဲ့ကလေးငယ်ရ။ဒါပေမဲ့အဲ့ဒီကလေးမှာမျက်လုံးတွေမပါဘူး။လွတ်နေတဲ့မျက်တွင်းဟောင်းလောင်ကြီးတွေနဲ့စင်ကိုမော့ကြည့်ပြီးကိုသားကိုကယ်ပါအောင်မီးတွေလောင်နေပြီလို့တိုးလေးကပ်လို့ရုတ်တရက်ဆိုးလို့အခန်းထဲမှာမီးခိုးနံတွေပြည့်လာပြီးနရံတွေပေါ်မှာမီးတောက်တွေဟုံးကနေထတော့လာသလိုမြင်အောင်လာရတယ်။ဒါပေမဲ့ဒါကအစ်စ်အမှန်မဟုတ်ဘူးဆိုတာစင်သိနေတယ်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီအိမ်မှာဖြစ်ခဲ့တဲ့ကြောက်စရာကောင်းတဲ့ဖြစ်ရဆိုးကိုပဲ့တင်ခံနေတယ်။ခမင်းစားပွဲကအမျိုးသမီးကစင်စီကိုတဖြည်းဖြည်းချင်းကပ်လာတယ်။သူမရဲ့လက်ထဲမှာသွေးတွေဆူရွှဲနေတဲ့ခမင်းမငန်းတစ်ခုကိုကင်ထားရင်စားလို့ဒါမှအမေလူနဲ့အတူထာဝရနေလူရမှာလို့ပြောလိုက်တဲ့အခါစင်တယောက်တတိလစ်မတန်ဖြစ်သွားကြရတယ်